တိတ်မကြိုက်ဘူးတိတ်မလှဘူးတိတ်မသိဘူးဒီစကလုံးတွေကိုကျွန်တော်ထိုင်းလို့မျိုးဘယ်လိုပြောရမလဲအဲ့ဒါကိုကျွန်တော်ပြောပြပေးမယ်နော်အဲ့တော့တိတ်ဆိုတဲ့အလုံးလေးကိုကူရမှာဖြစ်ပါတယ်ဒီတိတ်ဆိုတာကထိုင်းလိုမျိုး coin ဖြစ်ပါတယ် coin ခေါ်အော်ယော coin မိုက် coin ဒီတော့ကတိတ်မလှဘူးတိတ်မကြိုက်ဘူးဆိုတာဖြစ်တဲ့အတွက်အငင်းဝတ်ကြမို့လို့ကျွန်တော်တို့ကမိုက်ကိုသုံးပေးပါအရှိကနေဒါကြောင့်မိုက် coin ဒီမိုက်ခွဲအနောက်ကနေပြီးတော့မှ sentence လိုက်နိုင်ပါတယ်ဒါမှမဟုတ်အရှိက verb ဒါမှမဟုတ် adjective လိုက်မယ်ဒါဆိုရင်မိုက်ခွဲ plus adjective or verb ဥပမာပြောပြမယ်တိတ်မလှဘူးမိုက်ခွဲสวยဒီပုံစံပြောမယ်ဒါဆိုရင်ကျွန်တော်ကဒီမှာ list ကလေးတစ်ခုပေးထားပါတယ် adjective list လေးပေါ့เนาะဒီ list လေးကိုကျွန်တော်တို့တူတူဖတ်ကြည့်ရအောင်ပါခင်ဗျာไม่ค่อยดีไม่ค่อยแย่ไม่ค่อยง่ายไม่ค่อยยากไม่ค่อยร้อนไม่ค่อยหนาวไม่ค่อยแพงไม่ค่อยถูกไม่ค่อยยาวไม่ค่อยสั้นไม่ค่อยเปรี้ยวไม่ค่อยหวานဒါက adjective တွေနဲ့ပြောလိုက်တာကျွန်တော်ဒီတခါ verb တွေနဲ့လည်းပြောကြည့်အောင်ပါခင်ဗျာไม่ค่อยกินไม่ค่อยนอนไม่ค่อยทำไม่ค่อยไปไม่ค่อยยอมไม่ค่อยยิงไม่ค่อยตั้งใจไม่ค่อยพูดไม่ค่อยฟังไม่ค่อยสนุกไม่ค่อยชอบကျွန်တော်ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင်เนาะ follow subscribe share လုပ်ပေးကြပါဦးခင်ဗျာ